မင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လှည့်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တကဘာလုံးကအာယုံစိုက်နေရတဲ့ဒီဂစ်ကိုအခြေအနေတင်းပါနေတဲ့နောက်ဆုံးရကမ္ဘာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါအထူးသဖြင့်အရှိအလဲပိုင်းကအခြေအနေတွေနဲ့စစ်မြေပြင်ကနီးပညာအသစ်တွေအကြောင်းကဒီဂစ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်တို့ channel ကို subscribe မလုပ်ရသေးရင်လည်းလုပ်ထားပေးကိုတောင်းဆိုချင်ပါတယ်ဗျာကဲသတင်းတွေကိုစလိုက်ရအောင်ပထမဆုံးသတင်းအနေနဲ့အရှိအလဲပိုင်းဒေတာကိုကြည့်ရအောင်အခုလက်ရှိ Israel နဲ့အိန္ဒိယနိုင်ငံတွေကြားမှာလေကြောင်းတိုက်ခိုက်မှုတွေတော်တော်လေးပြင်းထန်နေပါတယ်လူတော်တော်များများစိုးရိမ်နေကြတာကဒေတာရင်းစစ်ပွဲကြီးတစ်ခုဖြစ်လာတော့မှလားဆိုတာပါပဲကုလသမဂ္ဂကနေအပြစ်ခတ်ရက်စဲဖို့စ조사နေပြီးမြလက်တွေမှာတော့နယ်ဆက်တစ်လျှောက်ဒုံးကျည်တန်တွေကဆက်ပြီးမီဟဲနေတော့မှာပဲဒါဟာကမ္ဘာရေနံဈေးကွက်ကိုပါရိုက်ခတ်လာနိုင်တဲ့အကက်ကျွန်တော်တို့သတိထားစောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ယူကရိန်းနဲ့ရုရှားစစ်မျက်နှာပြင်မှာဒီစစ်ပွဲမှာထူးခြားတာကအခုနောက်ပိုင်း drone တွေကိုအရင်ကထက်ပိုပြီးတွင်တွင်ကျဲကျဲတုံးလာတာပါရိုးရိုး drone တွေမဟုတ်ပဲ AI စနစ်သုံး drone တွေအထိပါဝင်လာတာကြောင့်စစ်ပွဲရပုံစံကလုံးဝကိုပြောင်းလဲသွားပါတယ်တစ်ဖက်မှာလည်းအနောက်နိုင်ငံတွေကပေးပို့တဲ့ခိမီကာကွယ်ရေးစနစ်တွေကြောင့်စစ်မြေပြင်အခြေအနေကတော်တော်လေးအားပြိုင်မှုပြင်းထန်နေပါတယ်ဘယ်ဘက်ကအသာစီးရမလဲဆိုတာကတော့နီးပညာအသာစီးရမှုပေါ်မှာအများကြီးမူတည်နေပါတယ်နောက်ဆုံးတစ်ခုကတော့တနက်တန်မထွက်ပဲတိုက်နေတဲ့နီးပညာစစ်ပွဲအကြောင်းပါအမေရိကန်နဲ့တရုတ်ကြားမှာ AI နီးပညာနဲ့ Semiconductor ချစ်ပြားထုတ်လုပ်မှုအပေါ်ကန့်နှက်ချက်တွေတိုးမြင့်လာပါတယ်။ဒါဟာဖုန်းတွေ၊ကွန်ပျူတာတွေရဲ့ဈေးနှုန်းနဲ့ထုတ်လုပ်မှုအပေါ်ဓာတ်ရိုက်သက်ရောက်မှုရှိလာနိုင်ပါတယ်။အင်အားကြီးနိုင်ငံတွေရဲ့ဒီလိုအားပြိုင်မှုတွေကကျွန်တော်တို့လိုအသုံးပြုသူတွေစီကိုဘလို့ကြရက်ရိုက်လာမလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဟုတ်ကဲ့ဒါတွေကတော့ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ထူးခြားသတင်းတွေပဲဖြစ်ပါတယ်။မိဘပြည်သူများအနေနဲ့ရောဒီအခြေအနေတွေအပေါ်ဘလို့မြင်ကြလဲခင်ဗျာအရှိအလဲပိုင်းအခြေအနေကပိုဆိုးလာနိုင်မလားအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်